အားလုံးပဲမင်္ဂလာပါprogram design နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆက်လေးပြောခဲ့ပြီးဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကဘာကိုအဓိကပြောပြချင်တာလဲဆိုတော့ကိုယ့်ရဲ့ program တွေမှာမှားတဲ့အမှားတွေနဲ့အဲ့ဒီအမှားကိုဘယ်လိုမျိုးအဖြေရှာမလဲ debug လုပ်မလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းပါတယ်เนาะအဲ့တော့ program တွေကိုရေးတဲ့အခါမှာဒီ error ရှာရတာကdebug လို့သုံးတာပေါ့နော် error ရှာရတာကအရင်ရေးကြည့်ပါတယ်အခု AI ခေတ်ဆိုရင်ပို့ဆိုးတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ကျောင်းသူကျောင်းသားတွေရေးထားတဲ့ program ကို design ပြန်လုပ်ပြီးတော့ပြန်ရေးတဲ့အခါမှာအများကြီး challenge ရှိတယ်သူတို့တော့ဘယ်နှနာရီချိန်ယူပြီးရေးရလဲမသိဘူးပေါ့နော်ကျွန်တော်အတွက်ဒီ program ကိုပေါ့နော်ပြန်ပြီးတော့ error ရှာရတယ်အမှားရှာရတယ်ဆိုတော့ဒါက AI ကိုသွားခိုင်းလို့လည်းမရအောင်။ဘာလို့ဆို AI ကိုသွားခိုင်းလိုက်မယ်ဆိုလို့ရှိရင်သူအမှားရှာပေးတာမဟုတ်ဘဲနဲ့သူကိုယ်ပိုင် design နဲ့ဆွဲပလိုက်တာမျိုးလို့သူကိုယ်ပိုင် design idea တွေနဲ့ထုတ်ပလိုက်တာမျိုးလို့ဆိုရင်ပို့ပြီးတော့လွဲချော်သွားနိုင်တယ်ပေါ့နော်။ကိုယ့်ရဲ့လမ်းကြောင်းကအဲ့ဒီအတွက်ကြောင့်မလို့ debugging skill ကအခု AI error မှာပို့ပြီးတော့အရေးကြီးလာတယ်လို့ကျွန်တော်မြင်တယ်ပေါ့။ကဲအဲ့တော့ပထမဆုံး error လေးတွေစရှာကြည့်အောင်။ကျမတို့မှာမှားတဲ့error လေးတွေကဘာလဲဆိုတော့ input argument error လေးတွေပေါ့နော်အဲ့တော့ဒီ learning model တွေကိုကျွန်တော်တို့ရေးကြလုပ်ကြတဲ့အခါမှာဆိုရင်မှားတဲ့အများစုပေါ့နော်မှားတာဆိုရင်ဒီ tensor vector တွေရဲ့ dimension တွေလွဲကြတယ်နော်နောက်ပြီး input မျိုးအစားတွေမှာလွဲကြတယ်ပေါ့အဲ့တော့အခုဒီ level beginner level မှာကတည်းကကျွန်တော်တို့ဒီအမှားမျိုးလေးတွေကိုကြည့်အောင်ဒီအမှားလေးတွေကသိတာပါတယ်အဲ့ဆိုရင်ဒီပု္ပ္ပစာမှာဆိုရင်ဘာမှားနေOkay အခုကျွန်မရဲ့ function calculate sum ဆိုတဲ့ function က input နှစ်ခုယူတယ် input နှစ်ခုကိုပေါင်းပြီးတော့ result ကိုပြန်ပေးတယ်ဒါဆိုရင်ကျွန်တော်ချမရေးထားပြီးမြဲယူဆထားတဲ့ assumption ကနောက်ွယ် assumption ကဘာလဲဆိုရင်ဒီကဏ္ဍနှစ်ခုလုံးကကိန်းကဏ္ဍဖြစ်မယ်လို့ကျွန်တော်ယူဆထားတာဖြစ်တယ်ဒါပေမဲ့ user ကအောက်မှာအဲ့ဒီ function ကိုပြန်ခေါ်လိုက်တဲ့အခါ calculate sum ကိုလှမ်းခေါ်လိုက်တဲ့အခါမှာ number 1ကတော့ number ဖြစ်နေပြီပဲ number 2ကဘာဖြစ်နေတာလဲဆိုလို့ရှိရင်integer sorry string ဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီလို string ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဘာရှိလဲဆိုတော့ပြဿနာက result ကမမှန်တော့เนาะ result ကမမှန်တော့ပဲねerror ထားတယ်ကုတ်က okay ဒီကုတ်မှာတော့ဒါကုတ်ကတူတူလေးဆိုတော့မြင်တာပေါ့နော်သိတာပေါ့ဒါပေမဲ့တကယ်လို့ကုတ်ကကြီးလာပြီဆိုလို့ရှိရင်ပြဿနာမျိုးကအဖြေရှာရတာခက်တယ်ဆိုတော့ဒါမျိုးဆိုရင်ကိုကအခုသိပြီဆိုရင်ကိုဘယ်လိုလုပ်မလဲပေါ့နော်ဖြေရှင်းမဲ့နေတယ်အဲ့ဆိုဒီမှာတော့ဖြေရှင်းရမယ့်နည်းက user ရဲ့ input ကိုအမျိုးအစားတတ်မှတ်ဖို့အမျိုးအစားကိုမှတ်အောင်ပေးဖို့အတွက်ကိုက user ကိုပြန်ပြီးတော့ check လုပ်တာပေါ့ဝင်လာတဲ့ number က number ဟုတ်ရဲ့လားမဟုတ်ရင်ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကိုထည့်ဖြေရှင်းပေးရမှာဖြစ်တယ်နောက်ထပ်တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုးကကြတော့ဗာမျိုးအမှားလဲဆိုတော့ကြည့်အောင်ဒီ Common Error 2ကိုကြည့်လို့ဒီ Common Error 2မှာကြတော့ခုနကပု္ပ္ပစာလိုပဲ result က a plus b ပဲเนาะ a ရဲ့ b ရဲ့ယူတယ်ပေါင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်ဗာမေ့သွားတာလဲဆိုတော့အဲ့ဒီပေါင်းထားတဲ့ result ကို return ပြန်ပို့ပေးသွားအဲ့တော့ program ကို run လိုက်တဲ့အခါမှာအထူးသဖြင့် void function ဖြစ်မှားရေးတဲ့ဟာမျိုးပေါ့နော် return မပြန်မဲ့တဲ့လုံးလုံး void function ပဲသွားရေးနေတဲ့အခါမျိုးမှာကိုကတွက်တယ်ဒီ function ကပေးလိုက်တဲ့တန်ဖိုးကိုဆက်ပြီးတော့နောက်မှာအသုံးပြုခြင်းတဲ့အခါမျိုးကြလို့ရှိရင် error တက်နေတာနော်ဆိုတော့ဒီလိုအမှားမျိုးကိုလေကျောင်းသားတွေကမှားတတ်ပါတယ်မှားလေးမှားတာရှိပါတယ်အထူးသဖြင့် beginner တွေမှာနောက်ထပ်မှားလေးမှားတဲ့အမှားကကြတော့ copy paste လုပ်တာပေါ့နော်ကုတ်တွေကို copy paste လုပ်တယ်စင်တူတဲ့ function တွေရေးတဲ့အခါမှာကုတ်တွေကို copy paste လုပ်ရင်းနဲ့ပြင်မို့မေ့သွားတာပေါ့နော်အဲ့တော့ကုတ်ကလည်း run တယ်ရလက်ကလည်းထွက်တယ်ဒါပေမဲ့အဖြေကမှားနေတယ်ဆိုတာကအဲ့ဒီ copy paste လုပ်တဲ့အခါမှာမပြင်မိတာမျိုးပေါ့အခုဒီမှာဆိုရင်ကြည့်လိုက် Celsius to Fahrenheit နဲ့ Fahrenheit to Celsius function တစ်ခုရေးတဲ့အခါမှာနာမည်တော့ပြောင်းလိုက်တယ်ဒါပေမဲ့အထက်ကတွက်ချက်မှုကိုပြောင်းဖို့အထက်တွက်ချက်မှုကိုလည်းပြောင်းထားတယ်ဒီမှာတော့ sorry အထက်တွက်ချက်မှုကိုလည်းပြောင်းထားတယ် return မှာ variable နာမည်ပြောင်းဖို့မေ့သွားတာ return statement တွေပဲမှားသွားတာ okay return statement ကိုပြင်ဖို့မေ့သွားတာပေါ့နော်အဲ့ return statement ကိုပြင်ဖို့မေ့သွားတဲ့အတွက်ကြောင့်မလို့ဒီမှာကြည့်လိုက်ဒီမှာလည်း Fahrenheit ကို return ပြန်ထားတယ်ဒီမှာလည်း Fahrenheit ကို return ပြန်ထားတယ်ဒီဘက်ကုတ်ကတော့မှန်တယ် Celsius ဝင်လာတယ်တွက်တယ်တွက်ပြီးတော့မှ Fahrenheit ကို return ပြန်လိုက်တာဆိုတော့ Fahrenheit ဖြစ်တယ်ဒီဘက်မှာကျတော့ Fahrenheit value ပေးပြီးတော့ return ပြန်တော့လဲ Fahrenheit ပဲပြန်ထားတာအထက်မှာတွက်ထားတဲ့ Celsius ကိုမေ့သွားပြီးတော့Fahrenheit 3ညလို့ပြီးရင် return မှာလည်း3ညလို့ပဲ return ပြန်နေမှာပေါ့နော်အဲ့တော့ဒီ code ဆိုလို့ရှိရင်မှားသွား
ဒါပေမဲ့ဒီ code ကိုရုတ်တရက် run လိုက်လို့ရှိရင် syntax error မှာလည်းတွေ့မှာမဟုတ်ဘူးဒီတိုင်း logic မှာလည်းပြဿနာမရှိဘူးအဖြေကြမှာသွားပြီးတော့မှားနေတာနော်ဒီလိုအမှားမျိုးကိုလည်းကျောင်းသားတွေစီမှာကျွန်မခဏခဏတွေ့ရပါတယ်နောက်ထပ်မှားတဲ့အမှားကြတော့အထူးသဖြင့် looping နေပါတဲ့အခါပေါ့နော် looping နေ condition တွေပါတဲ့အခါမှာမှားတဲ့အမှားမျိုးဒီ code မှာကြည့်လိုက်ဒီ code မှာဆိုလို့ရှိရင် return statement က for loop ရဲ့အတွင်းထဲမှာရှိတာဖြစ်ပါတယ် for loop ရဲ့အပြင်ဘက်မှာမဟုတ်ပါဘူး okay အဲ့တော့ for loop ရဲ့အပြင်ဘက်မှာမဟုတ်တဲ့အတွက်ကြောင့်ဘလို့သူကဘာပြဿနာဖြစ်နေလဲဆိုတော့ total ကိုတွက်ပြီးသွားတဲ့အချိန်မှာတစ်ခုပဲတွက်ရသေးတယ် return ကောက်လုပ်လိုက်ပြီ program ရက်သွားပြီအဲ့တော့ပထမဆုံး number ကိုတွက်ယူတယ် total တွက်ပြီးသွားတာနဲ့ချက်ချင်း return ပြန်သွားတယ်ရှိသမျှ number အကုန်လုံးကိုမပေါင်းပြဿနာဘာလို့လဲဆိုတော့သူ့ရဲ့ return statement ကဒီ for loop အတွင်းထဲမှာရှိနေတာကြောင့်အဲ့ indentation ပြဿနာလေးအများကြီးကြုံရတယ်ကိုယ့်ရဲ့ဒီ code ဆိုလို့ရှိရင် run လိုက်တယ်အဖြေရုပ်တရက်မတွေ့ဘူးအမှားလည်းမရှိဘူးဒါပေမဲ့ result ကမှားနေတာပေါ့နော် result က expected result မဟုတ်ဘူးအမြဲတမ်းမှားနေတာဒါပေမဲ့ရုပ်တရက်ဒီ code ကိုပဲဒီတိုင်း run တာမျိုးဖြစ်တာပဲဖြစ်ဖြစ်debug လုပ်ကြည့်တာပဲဖြစ်ဆိုရင်ရုပ်တရက်မတွေ့နိုင်โอเคနောက်ဆုံးတစ်ခုမှားတဲ့အမှားနောက်တစ်နှစ်ခုလောက်ကျွန်တော်ပြချင်ပါတယ်ဒီတစ်ခုကကြတော့ဗာလဲဆိုရင်အထူးသဖြင့် total beginner တွေမှားတာဒီဟာကြတော့လေကျွန်တော်တပည့်တွေမှာ total beginner တွေမှာဘယ်လိုမှားလေးရှိလဲဆိုတော့ naming conflict တွေဖြစ်တာ variable နာမည်တွေကိုပေးတာပဲဖြစ်ဖြစ် function နာမည်တွေကိုပေးတာပဲဖြစ်ဖြစ်ပေးတဲ့အချိန်မှာသူကဘာကိုသွားသုံးနေလဲဆိုတော့ဘင်းလို့ရင် name တွေကိုသုံးတာပြီးခဲ့တဲ့ video မှာကျွန်တော် name space အကြောင်းပြောထားတယ်เนาะမှတ်မိကြအောင်ပဲထင်တယ်အဲ့တော့သူ name တစ်ခုကိုစတွေ့လိုက်လို့ရှိရင်စရှာတာ local name အနေနဲ့စရှာတာဖြစ်တဲ့အတွက်ဒီ code ကို run နေတဲ့၍သူကဒီ code က print ဒီဘာလို့ကိုလုပ်တာလဲဆိုတော့ program design 1ဆိုတဲ့စာကြောင်းကို return ပြန်တဲ့လုပ်ကိုပဲလုပ်တာဒါပေမဲ့ user ဟာတကယ်သုံးချင်တာက display ပြချင်တာ result ပြချင်တာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီ code က error တော့ okay error တက်တော့ပါအဲ့တော့ဒါလေးတွေကမှားတဲ့အမှားရုပ်တရက်ဆိုရင်မမြင်နဲ့မတွေ့တဲ့အမှားတွေပေါ့နော် okay နောက်ဆုံးတစ်ခုပြချင်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ name space နဲ့ချိန်တဲ့ error ပေါ့နော်ဘာလဲဆိုလို့ရှိရင် space မှားတာအခုဒီမှာဆိုရင် total ကသူကlocal parameter ဖြစ်တယ် local variable ဖြစ်တယ် sorry parameter ပေါ့ local variable ဖြစ်တယ် number ဆိုတဲ့ parameter ကိုယူပြီးတော့ input argument ကိုယူပြီးတော့တွက်တယ်တွက်ပြီးတော့ total value ကို return ပြန်လုပ်တယ်အဲ့ဒီ total ကိုအောက်မှာမသိအပြစ်မှမသိဒါပေမဲ့ဒီမှာကုတ်မှာပါဖြစ်ထားလဲဆိုတော့ယူသုံးထားတယ်အောက်မှာယူသုံးထားတယ်ဆိုတော့ဒီ error မျိုးကြတော့ကောင်းတာတခုကသူက syntax error သို့မဟုတ်ဖြစ်တဲ့အတွက်ကြောင့်ဘလို့ syntax error ဖြစ်တဲ့အတွက်ကြောင့်ဘလို့ run လိုက်တဲ့အခါမှာဒီ error တန်းတက်လာတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ကံကောင်းမကြောင်းမထောက်စွာနဲ့ကျောင်းသားတွေကတခါတည်းမှာဘာဖြစ်တယ်လဲဆိုတော့ဒီမှာရှိတဲ့ total value ကိုတရရမှာ total value ကိုဒီ Python ကုတ်ရဲ့တနည်းအားမှာသွားပြီးတော့သတ်မှတ်ထားခဲ့မိမယ်ဆိုရင် error တုံးနဲ့အဖြေရှာမတွေ့တော့ပြန်ဘူးเนาะဆိုတော့ဒီလိုမျိုး error လေးတွေလည်းရှိတတ်ပါတယ်အဲ့တော့ဟုတ်ပြီဆရာမဒါဆိုရင်ဒီလို error ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲကုတ်က error ရှိနေမှတော့သိတယ်ဘယ်လိုမျိုး error ကိုသိမလဲဆိုလို့ရှိရင်တော့ Python မှာအကောင်းဆုံးနည်းတစ်နည်းကတော့ print statement နဲ့သွားတာပဲ debugging လုပ်လို့ရပါတယ်เนาะကုတ်ကို pause လုပ်ပြီး debug လုပ်တာလုပ်လို့ရတယ်ဒါပေမဲ့ beginner level တွေအနေနဲ့ဆိုလို့ရှိရင်တော့အကြံပေးချင်တာက print ထုတ်ပြီးတော့ကြည့်တာပေါ့ကို variable တစ်ခုကိုတွက်လိုက်တယ်ဟလာ return တစ်ခုကိုလုပ်တော့မယ်ဆိုရင် print ထုတ်ကြည့်ပြီးတော့အဖြေမှန်မှန်လိုက်စစ်တာပေါ့ပြီးသွားလို့ရှိရင်တော့အားလုံးပြီးသွားတဲ့ချိန်ကျတော့ဒီ print statement ကြီးပြန်ပြီးတော့ဖြတ်ဖို့လိုတယ် delete လုပ်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ print လေးနဲ့ထုတ်ကြည့်လို့ရှိရင်ကိုတွက်ချင်နေတဲ့သဘောတရားနဲ့တကယ်သူတွက်ပြီးသွားတဲ့ result ကတူသလားမတူဘူးလားဆိုတာကိုအဖြေရှာနိုင်မှာဖြစ်ပါတယ်ဆိုတော့အဓိကကတော့ဒီဗီဒီယိုမှာကျွန်မပြောချင်တာကဘလို့အမားတွေမှားတဲ့တယ်အဲ့ဒီလိုအမားတွေကိုလည်းမှားတယ်ဆိုလို့ရှိရင်ပြန်တတိအပြီးတော့မှဘယ်နှမ်းမှအဖြေရှာရမလဲဆိုတာကိုသိစေချင်တာပေါ့နော်တွေးစေချင်တာပေါ့နော်အဲ့တော့ print လုပ်ပြီးလုပ်တဲ့ method ဒီ debug method တစ်ခုအနေနဲ့သုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ user တွေပေးတဲ့ input ကိုမှန်လားမှားလားသုံးသိဖို့အတွက်ကြတော့ကျွန်တော်တို့က try and excuse ပေါ့နော် try လုပ်မယ် try ပြီးတော့ဆိုတဲ့ဘော input တွေမှန်စစ်မယ်စစ်ပြီးတော့မှသာမှန်ခဲ့ run မယ်မမှားဘူးဆိုလို့ရှိရင် error ကို catch လုပ်ခိုင်းတာပေါ့နော် Python
အဲ့ဒါကကြတော့ဥမာ0 division error ကို cache လုပ်တာတို့ input argument variable ကို cache လုပ်တာတို့ list indexing ကို cache လုပ်တာတို့အဲ့လိုလိုဟာမျိုးမှာလည်းအသုံးပြုလို့ရတယ်ပေါ့နော် try syntax ကိုအသုံးပြုပြီးတော့ Python ရဲ့ try syntax ကိုအသုံးပြုပြီးတော့လေကျွန်တော်တို့ဒီလိုမျိုး error တွေရှာလို့ရတယ်နောက်ထပ်တစ်ခု message ပေးချင်တာကကိုက function တွေကိုရေးတဲ့အခါမှာဒါကတော့ again ကလည်းတအားလုပ်ပါတယ်ဒါပေမဲ့အကျိုးလည်းရှိတယ်ရှိတဲ့တလောက်ရှိတယ်เนาะအဲ့တော့အဲ့ဒီလိုကိုယ့်ရဲ့ function တွေကိုရေးတိုင်းကုတ်တိုင်းကိုလိုက်ထည့်စရာမလိုပါဘူးဒါပေမဲ့ function တွေရေးတဲ့အခါမှာတော့ function ရဲ့ input ကပါလေ output ကပါလေပြီးတော့လို့ရှိရင်ဒီ function ရဲ့အဓိကလုပ်ဆောင်ချက်ကပါလေဆိုတာလေးကိုတော့ထည့်ပေးတင်တယ်ပေါ့နော်အဲ့တော့ function ပါလို့တလေ parameter ကဘာတွေလဲ input argument ပါပြီးမှလည်းဘာကို return ပြန်ဥပမာဒီပုံစံမျိုး split name domain ဆိုရင်ကိုကဒီက email ကို name နဲ့ domain ဖြစ်ခွဲမှာဖြစ်တယ် argument ကကြတော့ email ဖြစ်တယ် return ကဘာမှမရှိဘူးဆိုတာရေးထားတယ်အဲ့တော့ကိုက return ဒီဟာဒီ void function အနေနဲ့ရေးထားတာဘာမှ return မပြတ်ဘူးအဲ့တော့ဒီကောင်က email တွေ name တွေ domain တွေကိုနောက်ပိုင်းမှာပြန်သုံးစရာမလိုဘူးဆိုတော့ void function ပြထားလို့ရတယ် name တွေ domain တွေကိုနောက်မှပြန်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့က return ပြန်ပေးဖို့လုပ်တယ်အဲ့ဒီလိုရေးတာကို doc string လို့ခေါ်ပါတယ် document string ပေါ့နော်ဒီအပိုင်းလေးဒီ document string မှာအကျိုးအများကြီးရှိပါတယ်အထူးသဖြင့် function တွေကိုရေးတဲ့အခါ project တွေကိုရေးတဲ့အခါအဲ့ဒါကြောင့်မလို့အခုနောက်ပိုင်းမှာ program တစ်ခုကို design ဆွဲတော့မယ်လုပ်တော့မယ်ဆိုရင်ဒီစနစ်လေးတွေကိုသုံးကြည့်ပါ beginner သမားတွေအတွက်စပြီးရေးတဲ့အခါမှာတော့ဒါတွေကအလုပ်ပိုတယ်အချိန်ကုန်တယ်လို့မြင်ကောင်းမြင်ပါလိမ့်မယ်ဒါပေမဲ့ဒီလေးတင်ကောင်းလေးကိုဒီမှာယူထားမယ်ဆိုလို့ရှိရင်နောက် project အကြီးတွေလုပ်တဲ့အခါမှာအများကြီးအကျိုးရှိတာအသုံးဝင်တာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲပေါ့ပပနဲ့ program ကောင်းလေးတွေစနစ်ကျတဲ့ program လေးတွေကိုရေးနိုင်ပါစေလို့ဆုတောင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်